မင်္ဂလာပါရှင်စနေသားသမီးချမဲစင်များအတွက်23ရက်နေ့မှ29ရက်နေ့အထိတပတ်စာဟော့စတန်ကိုဟောပြီးမှဖြစ်ပါတယ်စနေသားသမီးချမဲစင်တွေကဒီကလာမှာမိရိုးအတွက်ကိုသဘောမကျမှုလေးရင်းနဲ့ဖြစ်ကြော်ရမယ့်ကာလပေါ့အဓိကကိုအားမကြတာကိုအလိုမကြတာအဓိကကတော့ပြောမှဆိုလို့ရှိရင်တော့ကိုဖြစ်တည်မှုကိုရဲ့ဖြစ်တည်မှုကိုတိုင်းစိတ်အလိုမကျသဘောမကျမှုလေးနဲ့ဖြစ်ကြော်ရမယ့်ကာလပဲဒီကာလမှာပြောမှဆိုလို့ရှိရင်အရန်ကန်အားဖြင့်ညံ့နေတာမျိုးတော့မဟုတ်ဘူးအရန်ကြီးလည်းမကောင်းဘူးပေါ့နော်ပြောမှဆိုလို့ရှိရင်အလောကိုင်းနဲ့ပတ်သက်ပြီးတော့ဒီကာလမှာတိုးတက်အောင်မြင်တော့လည်းဒီလိုကာလမှာဖြစ်တတ်တယ်စိတ်တင်းကျပ်စိတ်ပင်ပန်းစရာတွေလည်းဒီလိုကာလမှာကြုံရတတ်တယ်အရာတို့သက်တာမျိုးဆိုလည်းဒီလိုကာလမှာကြုံရတတ်တယ်အထက်လူကြီးရဲ့ဖေးမဂူးဆိုင်မှုမျိုးဆိုတာလည်းဒီလိုကာလမှာဖြစ်တတ်တယ်ဒါပေမဲ့ကိုလည်းအလိုမကျတတ်ဘူးမုန်းညက်စရာကြီးရှိတယ်စိတ်ကျဉ်းကျက်စရာကြီးရှိတယ်လို့ပဲပြောရလိမ့်မယ်ပေါ့နော်အဲ့တော့ငွေကြေးကံအားလည်းပြောမဆိုရင်ဒီကာလမှာကငွေကြေးကဝင်မို့လည်းမရှိသလိုတိုင်းကုန်ကြမှုဆိုတာလည်းဒီကာလမှာတိတ်မရှိဘူးပေါ့နော်ပြောမဆိုလို့ရှိရင်အဲ့တော့ကိုတိုင်းကပြောမဆိုကိုတိုင်းစိတ်ထွက်ပေါက်ရချင်နေမိတယ်ရဖို့တော့လည်းစူးစမ်းနေတတ်တယ်ပေါ့နော်အဲ့တော့အချိန်မှဆိုလို့ရှိရင်လည်းအပြန်ဆိုင်တိုက်ခံလေးရှိတယ်တယောက်နဲ့တယောက်မငြိယူကြပဲနဲ့ကိုတယောက်နဲ့ထင်မြင်လွဲမှုဆိုတဲ့ပုံစံလေးရင်းနဲ့ပွဲလဲမှုလေးဖြစ်တဲ့အဲ့တော့အိမ်အောင်ရေးမှာဆိုလို့ရှိရင်ဒီကာလမှာကမငြိဘူးဆိုရုံးအောင်ခက်ရောက်တော့ဖြစ်တဲ့အဲ့တော့ဒီကာလမှာပြောမှဆိုလို့ရှိရင်တဦးနဲ့တဦးပွင့်လင်းညှိနှိုင်းရမယ့်ကာလမျိုးလိုပဲပြောရလိမ့်မယ်ကိုရနာမှန်ပါစေဒီကာလကဘာမှကြောက်စရာမလိုတဲ့ကာလလို့ပြောရလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့စိတ်မွန်းချက်မှုစိတ်တင်းကျပ်မှုတွေနဲ့အရာကိုဖြတ်ကျော်နေမိတတ်တယ်အဲ့တော့ကျမကြီးဆိုဝါမရှိဘူးကျမကြီးနဲ့ပတ်သက်ပြီးတော့အဓိကကတော့ကျမကြီးနဲ့ပတ်သက်ပြီးကိုဂရုစိုက်ဖို့လိုတာထွေထူးယောဂမျိုးတော့မရှိဘူးကိုလည်းပြစ်ထားမိနေတတ်တယ်အစားတော့အချိန်လင့်သွားတာမျိုးတွေစားပြီဆိုလို့ရှိရင်လည်းပြောမစို့ကျမကြီးကိုဂရုမစိုက်တော့မတည့်ဘူးဆိုတဲ့အစားတွေပဲရွေးစားမိနေတတ်တာမျိုးဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့ဒီကာလမှာကစိုးဝါကံအပြင်စိုးဝါရောမဟုတ်ဘူးတအားကြီးလည်းမကောင်းတတ်ဘူးနောက်တစ်ခုကကြတော့ကိုတိုင်းကပြောမလို့ကိုဖြစ်ချင်နေတဲ့အရာကိုကိုတိုင်းကိုမတိဘဲနဲ့ကိုဖြစ်တော်မိတတ်တယ်ပေါ့နော်အဓိကကိုတိုင်းဆန်းစစ်ပါပေါ့အဲ့လိုမျိုးအဲ့တော့ကံအားဖြင့်ကြည့်မယ်ဆိုရင်တော့အញ្ញမ်းခိုင်လေးရှိတယ်အញ្ញမ်းခိုင်လေးရှိတယ်အဲ့တော့ကြောင့်မို့လှုပ်ဆောင်တဲ့ရေတွေကတော့မြတ်စွာဘုရားရှင်ကြီးမှာမုံလုံးကြီးလူရန်ချင်းကုသိုလ်ကောင်းမှုပြုလုပ်ပေးပါအဲ့ဒါမိမိရဲ့ကံအထောက်ပံ့ကောင်းလို့ရရှိတတ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခါကျတော့စေဝါဒသကုသိုလ်မျိုးလေးတွေမရှိစင်းရသားတွေမှာစေဝါဒသကုသိုလ်မျိုးလေးလုပ်ပေးပါနောက်တစ်ခုကကျတော့ဒီကုန်းစားတဲ့သူကိုဒီကုန်းရွက်တို့ကုန်းသီးတို့လေးဝယ်ပြီးတော့ကုသိုလ်လုပ်ခြင်းဆိုတာလေးပြုလုပ်ပေးပါအဲ့ဒါမိမိတို့ရဲ့ကံအညံ့နေပြပြပြီးကောင်းကျိုးချမ်းသာရရှိတတ်တယ်ပေါ့နော်အဲ့တော့ဒီကာလမှာပြောငွေကြေးကံအဲ့ဒါနဲ့ပတ်သက်ပြီးငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီကာလမှာသွားရောက်ပြီးတော့ဘယ်လိုဆိုအာမခံပေးခြင်းဆိုတာမလုပ်သင့်ဘူးပေါ့နော်အဲ့တော့ငွေကံအားကအရန်ဝင်လာဖို့လည်းမရှိဘူးထွက်ဖို့လည်းမရှိဘူးဖြစ်နေတာအဲ့တော့ငွေကံလေးကောင်းလာအောင်လှုပ်ဆောင်တင်တာရေတွေကတော့ဒီမြတ်စွာဘုရားရှင်ကြီးမှာဖြူအောင်ပန်းလေးတွေလှူဒန်းခြင်းဖြင့်လှူဒန်းပေးပါလှူဒန်းပြီးသွားတဲ့အခါမြို့ငွေကံတွေကောင်းလာဖို့ဆုတောင်းခြင်းကုသိုလ်လေးပြုလုပ်ပေးပါအဲ့တော့အင်တာဗျူးသွားပြတာကတော့ကောင်းမွန်တဲ့အလုပ်တစ်ခုကိုသွားလုပ်တော့မယ်ဆိုလို့ရှိရင်အဓိကကတော့ဒီအဝါရောင်လွှမ်းတဲ့အဝတ်စားမျိုးလေးတွေဝတ်ဆင်ပြီးတော့သွားရောက်တင်ပါတယ်ပေါ့နော်မိမိတို့ရဲ့ကံအထောက်ပံ့ကောင်းတွေရရှိတတ်တယ်ပေါ့နော်အဓိကတော့ဒီကာလမှာကအငင်းကုန်အပြိုင်ဆိုင်တွေမလုံးနဲ့အမိအတွက်ကောင်းတယ်စိတ်အေးချမ်းရလိမ့်မယ်ဘာလို့ဆိုကိုတိုင်းကလည်းဒီကာလမှာအငင်းကုန်ကအစားအတိုက်ခိုက်တွေအစားကိုတိုင်းကလှုပ်ချင်တဲ့ဆန္ဒတွေကပြင်းပြနေတတ်တာမျိုးပေါ့နော်အဲ့ဒါကြောင့်မို့စနေသားမြင့်ချင်းများအားလုံးအေးချမ်းသာပျော်ရွှင်သောဘဝလေးရရှိနိုင်ကြပါစေဆန္ဒနဲ့ဘဝတစ်ထက်တည်းကြာနိုင်ကြပါစေရှင်ကျေးဇူးများတင်ပါတယ်ရှင်